ဒီနေ့ပြောမယ့်ပုံမြင်လေးကဖိနဲ့ကြီးနဲ့ဒဲမိသားစုတောင်းကိုဒီတက်ကပြောပြမယ်ပုံမြင်ထဲမှာဗိုက်စီမယ်နော်ခါတော့ကတဲ့ဒဲသမားကြီးတယောက်မှာဒဲမာကြီးတစ်ကောင်ဒဲသမားကြီးမှာဒဲမာလေးတစ်ကောင်ရှိရဲ့မိုင်အဲ့ဒဲမာကြီးကနေလို့ဒီမှာဒဲကလေးမွေးလိုက်တာဒဲကလေးဘယ်နှကောင်ပေါက်လာလဲနော်၄ကောင်ပေါက်လာတယ်နှစ်ကောင်ပေါက်လာလဲကွာ၄ကောင်ပေါက်လာတယ်နော်၄ကောင်ပေါက်လာတယ်ဒီနေ့ကျတော့ဘဲကလေးတစ်ကောင်ကသူ့အမေအစားစားတဲ့နောက်ကိုသူကလိုက်စင်လို့ဖွင့်တောင်းသူ့အမေကလည်းလမ်းမှာအန်နီရဲ့ညားတဲ့အတွက်ကြောင့်မလိုက်ခင်နဲ့ဆိုပြီးတော့ပြန်ပြောတယ်ဒါပေမဲ့ဘဲကလေးကပြင်မှာဘာတွေရှိတယ်လဲဆိုတာကိုသူသိချင်လို့ပါဆိုပြီးတော့ပြန်ပြောဒါနဲ့ပဲသူ့မေမေကသူ့ကိုလိုက်ဖွင့်ပြလိုက်အဲ့လိုနဲ့ဘဲကလေးကအခါစားကိုသူ့အမေနဲ့တူတူချန်ပီယံကိုပတ်လာဘဲကလေးကတခါမှချန်ပီယံကိုမထွက်ဘူးတဲ့ခါကျတော့သူကပျော်တာပေါ့တသားမိမိတို့ဆိုရင်လည်းအပြင်ထွက်ရင်မိမိတို့နဲ့လိုက်သွားပျော်ဘူးလားလိုက်သွားပျော်တယ်အဲ့လိုပဲသူကလည်းချန်ပီယံကိုထွက်ရတော့တခါမှမထွက်ဘူးအပြင်မှာဘာတွေရှိမှန်းလည်းမသိဘူးကွာသိချင်တဲ့ခါကျလိုက်သွားတော့ရမ်းပျော်နေတယ်အဲ့လိုနဲ့သူတို့ကအစာရှာရင်းနဲ့တောက်သွားနေကြတာဟောဘဲကလေးတနေရာလဲရောက်ခွေးနဲ့ကြီးတစ်ကောင်ကသူတို့ကိုမြင်သွားတယ်အဲ့ခွေးနဲ့ကြီးကသူတို့ကိုဘယ်လိုမေးလဲဟေးဘယ်သွားကြမလို့လဲဆိုပြီးအဲ့လိုလဲသူတို့ကခွေးနဲ့ကြီးကိုလည်းမြင်ရောကြောက်ပြီးတော့ထွက်ပြေးတာထွက်ပြေးလေခွေးနဲ့ကြီးကသူတို့ကိုစိတ်ဆိုးပြီးတော့ခွေးနဲ့ကြီးကသူတို့ကိုဘယ်လိုអော်ပြီးလိုက်ဖမ်းဟိုးဆိုပြီးអော်ပြီးတော့လိုက်ဖမ်းတာပေါ့ခွေးနဲ့ကြီးကအဲ့လိုဟိုးလို့អော်ပြီးလိုက်ဖမ်းလေတော့ဘဲကလေးကဘာဖြစ်လဲကြောက်ပြီးတော့ဖက်ပြေးနေတယ်သူတို့ကလည်းဘဲကလေးဆိုတော့ဘလို့អော်ပြီးပြေးရလို့ထင်တယ်ကလေးကဟုတ်တယ်ဆိုတော့អော်ပြီးတော့သူတို့ကဖက်ပြေးကြတယ်အဲ့တော့ခွေးတန်လဲကြောက်ခွေးကလည်းဝိုးဘဲလေးကလည်းអော်ပြီးတော့ပြေးလဲကြောက်ဘသူကကြားသွားလဲနော်သူတို့ဘဲပိုင်ရှင်ဘဲသမားကြီးကကြောက်သွားပြီးတော့ခွေးနဲ့ကြီးကထွက်ကြည့်လိုက်ဘဲသမားကြီးကအပြင်လဲထွက်ကြည့်လိုက်တော့ခွေးနဲ့ကြီးကနေပြီးတော့ဘဲတွေကိုလိုက်ဖမ်းနေတာလဲတွေ့လိုက်တော့အဲ့လေသမားကြီးကနေဟဲ့ခွေးဆိုပြီးတော့ထောက်ပြီးတော့အဲ့ခွေးနဲ့ကြီးကိုဒုံးနဲ့လှမ်းပစ်လိုက်တယ်ခွေးနဲ့ကြီးကလည်းဒါသူ့ကိုလေသမားကြီးကဒုံးနဲ့လှမ်းပစ်လိုက်တော့တောက်ပြီးတော့ဘာဖြစ်သွားလဲခွေးနဲ့ကြီးရန်ကလွတ်သွားပြီးတော့သူတို့လည်းအရန်ကိုပြောပြီးသူတို့အိမ်ထဲကိုရန်သွားကြတယ်တဲ့ကဲဒီပုံမြင်လေးမှာအားထောင်မယ်နော်